ဒီလိုမျိုးလေးရပြီဆိုရင်ကျမတို့ကပထမတစ်ခါလိုပဲလက်သေးလေးနဲ့ချင်မယ်ပြီးရင်အဖျားစွပ်လေးပေါက်ပါမယ်အဖျားစွပ်ကိုမလားဘက်ကနေပြီးတော့လှည့်ပြီးတော့ပေါက်မယ်ပေါ့နော်ဒီဘက်ကနေပြီးတော့လှည့်ပေါက်မယ်ပြီးတော့ဒီချုပ်ရိုးပေါ့နော်ချုပ်ထားတဲ့ချုပ်ရိုးလေးကိုလည်းဒီဘက်ကိုတေချာပေါက်လွှဲပြီးတော့ခဏလေးနော်တေချာလေးဒီလိုမျိုးချုပ်ရိုးလေးကိုမလားဘက်နော်ဒါမလားဘက်လေးကိုတေချာပေါက်လွှဲပြီးတော့ကျမတို့ဒီမှာအဖျားစွပ်လေးပေါက်ပါမယ်ပေါက်တဲ့နေရာမှာကျမကတော့ဒီဘက်မလားဘက်ကနေတခါလေးပေါက်လိုက်ရတယ်ပေါ့နော်ဒီလိုလေးချုပ်ရိုးလေးမြင်ရလားမသိဘူးเนาะဒီချုပ်ရိုးလေးချုပ်ရိုးလေးကိုဒီချုပ်ထားတဲ့ချုပ်ရိုးချောင်းလေးကိုဒီဘက်ကိုတေချာပေါက်မလားဘက်လေးကိုလွှဲပြီးတော့ပေါက်ပါမယ်ရှင်ဒီချုပ်ရိုးချောင်းလွှဲပြီးပေါက်တာလေးကိုကြတော့ကျမကအနီးကပ်ပထမတစ်ခါရိုက်ပြပြီးသွားပြီဖြစ်တဲ့အတွက်ထပ်ပြီးတော့ရိုက်ပြီးအနီးကပ်ပြမပြတော့ဘူးပေါ့နော်ဒီအပေါ်ပိုင်းကနေမြင်ရတဲ့အနေထားလေးကိုတစ်ချက်ပြချင်လို့ဒီလိုမျိုးလေးချုပ်ပြလိုက်ပါတယ်ရှင်တေချာပေါက်ချုပ်ရိုးလေးကိုဒီမလားဘက်ကိုလွှဲပြီးတော့မှချုပ်ပါပါတယ်ဒီလိုမျိုးလေးချုပ်လာခဲ့ပြီးဆိုရင်အဆုံးသက်ရောက်ရင်အဆုံးသက်ဆိုဒီအပေါ်ပိုင်းအဆုံးသက်မှာတေချာပေါက်ချီထုတ်ခဲ့ဖို့လုံးဝမမေ့ပါနဲ့ဒီချုပ်ရိုးကြောင်းကိုလည်းကိုဒီမလားတဲ့ဘက်ကိုပေါ့နော်တေချာပေါက်လွှဲပြီးပါပြီးရင်ဒီလိုမျိုးလေးဒီမှာလေးပေါက်နေရပါပြီရှင်ဒါကတော့ကျမတို့အလားဘက်မှာမြင်နေရတဲ့အပိုင်းလေးပဲဖြစ်ပါတယ်ဒါချီမွေးမလို့နော်ဒီလိုမျိုးလေးဖြတ်လိုက်မယ်ဒီလိုမျိုးလေးရပြီဆိုရင်ကျမတို့ဒါမလားဘက်ဖြစ်သွားပြီမလားဘက်မှာဆိုရင်မြင်းချောင်း2ချောင်းစုစုပေါင်းဒီဘက်မှာ3ချောင်းဆွဲခဲ့တာဟုတ်အဲ့တော့ဒီဘက်အစွန်းဘက်ကရှိတဲ့မြင်းချောင်းလေးအတိုင်းပဲကျမတို့အတွင်းထဲကိုဒီလိုမျိုးလေးခောက်ချလိုက်ပါမယ်ဒီချာလေးကြည့်ပါနော်ဒီ6စိတ်ကျမတို့6စိတ်ခောက်ထားတဲ့သူဆိုလဲအသားလေးပဲဒီလိုမျိုးလေးတသက်ရလေးခောက်ပါမယ်ပြီးရင်ဒီမြင်းချောင်းဆွဲထားတဲ့အတိုင်းလေးပဲကျမတို့အတွင်းထဲကိုခောက်ပြီးတော့လက်သေးလေးနဲ့တေချာလေးအသားကျသွားအောင်ချစ်လိုက်ပါမယ်လက်သေးလေးနဲ့လိုက်ချက်လိုက်မယ်နော်ချစ်ပြီးသွားရင်ဒီအကြောင်းကိုတချို့ကြတော့လဲပေါက်တယ်တချို့ကြတော့လဲချီချောင်းအဖျားဆုံးမပေါက်ဘူးပေါ့နော်ကျမကတော့တသက်ရလေးဖြစ်ချင်လို့ချီပို့ပြီးတော့တသက်ရလေးဖြစ်မယ်ပြီးတော့လဲမနိုင်တဲ့သူအတွက်ဆိုလဲပို့ပြီးတော့အဆင်ပြေအောင်လို့ကျမဒီဟာလေးကိုအဖျားဆုံးလေးပေါက်လိုက်ပါတယ်ရှင်ဒီပထမဆုံးပေါက်တဲ့နေရာမှာကျမတို့ခါတိုင်းလိုပဲချီလေးကိုတုပ်ပါမယ်ထွေးပါနော်ရနော်အဲ့လိုတုပ်မယ်ပြီးရင်ဒီပကြောင်းကိုလုံးဝအဖျားဆုံးလေးထုတ်သွားလိုက်ပါမယ်ရှင်ကျမတို့ဒါကတော့ဒီလိုချုပ်ပြီးထားတဲ့အနေထားဒီလိုမျိုးအဖျားစွပ်လေးပေါက်တာပါနော်ဒီလိုမျိုးလေးပေါက်ပြီးသွားပြီဆိုရင်ကျမတို့မြင်းချောင်းဆွဲထားတာနောက်တစ်ချောင်းကြံသေးရပေါ့နော်အဲ့မြင်းချောင်းဆွဲထားတာလေးနောက်တစ်ချောင်းကြံတာလေးကိုလည်းကျမတို့ကဒီလိုမျိုးလေးပဲသူ့အရာလေးအတိုင်းပဲပေါ့နော်ဒီမြင်းချောင်းဆွဲထားတဲ့အတိုင်းလေးပဲလက်သေးလေးနဲ့လိုက်ပြီးချစ်လိုက်ရင်အရာပါပြီရှင်ကျမတို့ချစ်ပြပြီးသားဖြစ်တဲ့တော့ကျမတို့ထပ်ပြီးတော့တွေးချစ်မပြတော့ဘူးချစ်မပြတာချစ်ပြီးသားနေထားလေးပေါ့နော်ကဲဒါမျိုးလေးဖြစ်သွားမယ်အဲ့ဒါလေးကိုမှပထမဒီကျမတို့ရှာပြအကြည့်လုပ်ဘူးတဲ့သူဆိုတော့ကြည့်ထားတဲ့သူဆိုဒီဗီဒီယိုကြည့်ထားတဲ့သူဆိုသိမှာပေါ့နော်ဒီမှာဆိုရင်အဖျားဆိုထပ်ပေါက်မယ်ပေါ့နော်ဒီမှာတစ်ချက်ကြည့်လိုက်ပါကျမပြောသလိုပဲ2စိတ်6စိတ်5စိတ်ဆွဲခဲ့တယ်တခြားပေါက်ဆွဲခဲ့တယ်ဆိုရင်ဒီလိုမျိုးလေးဒီရှာပြားလေးရပေါ့နော်တစားတူရှည်ဖြစ်နေမယ်ဒါလေးရရှည်နေမယ်ဒါလေးရတူနေမယ်ဒီလိုမျိုးလေးတွေ့တာချီချောင်းဒစိမ့်စာလောက်ပေါ့နော်ဒစိမ့်စာလောက်ကဒီဘက်ကဟာလေးကတူဝင်နေမယ်ကျမခောက်ထားတာလည်းမြင်းချောင်းအတိုင်းလေးပဲခောက်ထားတာဖြစ်တယ်ဒီလိုမျိုးလေးတူဝင်နေမယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဂျိတ်ထဲတဲ့နေရာမှာအဲ့လိုမျိုးလေးတူဝင်နေမှသာအဆင်ပြေပါတယ်ကိုကြီးအဲ့လိုမဟုတ်ဘဲနဲ့ကျမတို့ဒီလိုမျိုးထပ်တူကြီးသွားပြီးတော့နီးဒီလိုမျိုးညီပေါ့နော်ညီထားလိုက်မယ်ဆိုရင်ဂျိတ်ကောင်းနေရပေါ်နေတတ်ပါတယ်အဲ့အတွက်ကျမတို့ဒီ2စိတ်6စိတ်5စိတ်မြင်းကိုဆွဲမယ်ဆွဲပြီးဒီလိုမျိုးလေးပဲသူ့မြင်းချောင်းလေးတိုင်းပဲသူခောက်မယ်ဆိုရင်ဒီလိုမျိုးလေးဒစားတူရှည်လေးရမှာဖြစ်ပါတယ်အဲ့ဒါမှသာဂျိတ်တက်တဲ့နေရာမှာအဆင်ပြေမှာပါဒါဆိုရင်ကျမတို့ဒါလေးကိုဒီလိုမျိုးလေးခောက်ပြီးတော့ဒီမှာအဖျားစွပ်လေးပေါက်မယ်ပေါ့နော်ကဲကျမတို့ဒါအဖျားစွပ်ပေါက်တော့မယ်ပေါ့နော်ခောက်ပြီးမယ်နော်ဒစားတူရှည်လေးဖြစ်နေရပါဒီလုံးဝမညီဘူးနော်ကဲပြီးညီနေဆိုတခြားလေးထိပြီးဒစားတူရှည်လေးဖြစ်အောင်ပေါက်ပေးပါဒီမှာဆိုရင်ပထမဆုံးဒီအပေါ်ပိုင်းဆိုရင်ကျမတို့တခြားပေါက်ချီတုတ်ခဲ့မယ်ပေါ့နော်ကျမတုတ်ပြီးသားဖြစ်နေလို့ပါပြီးသွားရင်တော့ဒီအောက်တွေကိုသူ့အတိုင်းလေးပဲအဖျားစွပ်ခောက်ထားတဲ့အတိုင်းလေးပဲအဲ့ခောက်ထားတဲ့နေရာမှာအဖျားစွပ်လေးလိုက်ပေါက်ပေးလိုက်ရင်ရပါပြီရှင်ဒီလိုလေးအဆုံးရောင်လေးနည်းနည်းလေးပေါ့နော်နည်းနည်းလေးချီတုပ်လိုက်ပါမယ်ရှင်ဒါဆိုရင်တော့ပြီးသွားပါကဲဒါဆိုရင်တော့ကျမတို့ရှာပြအကြီးဘက်ကောအသေးဘက်ကောပြီးသွားပြီပေါ့နော်ဒီလိုမျိုးအနေထားလေးရပါတယ်ဒီမှာဆိုရင်ဒီမှာနော်ညီလေးပါပဲဒီဘက်ကဒါရှာပြအသေးဘက်ကိုတရလောက်တာဒီဘောပင်ရာကြီးနေရနော်မြင်းချောင်းဆိုရင်အဲ့ရတစ်ချက်ပြောဖို့လိုသွားတယ်ကျမကဒီကမြင်ရအောင်ပေါ့နော်ဗီဒီယိုရိုက်တဲ့နေရာမှာခဲနိုင်နေဆိုတချို့အရာတွေမမြင်ရဘူးလေမမြင်ရတော့ကျမမြင်ရအောင်တေချာဘောပင်နဲ့ဆွဲလိုက်တာပါဒီဘောပင်ကမိဖို့တိုင်ရင်တက်တဲ့ဘောပင်ပေါ့နော်ဒီမှာဘောပင်နဲ့ဆွဲထားဆိုဘောပင်နဲ့ဆွဲလိုက်ဒီလိုမျိုးဆိုတကယ်ဆိုတာရုပ်ဆိုးတယ်
လက်ရလုံးဝတည်တဲ့သူဆိုရင်ဒီနေရာမှာနည်းနည်းလေးဟိုဖြစ်တယ်ပေါ့နော်ကြည်ရဆိုးတယ်အဲ့တော့ကျမတို့ဒါလေးကမိဘူးတိုင်လုံးဝပြတ်သွားမှာနော်ဟိုကဲပြီးမိဘူးတိုင်ပြတ်ရင်ဘောပင်ရှိအဲ့လိုဘောပင်ရှိရဆိုရင်တော့အဲ့ဘောပင်လေးနဲ့ဆိုရင်တကယ်တမ်းကောင်းတာကတော့ခဲတံကိုမြင်ခဲတံဆိုရင်တောင်းပါပေါ့နော်ကိုမြင်ရလောက်တဲ့အနေထားလောက်ဆွဲလာရင်ရပါပြီဒါကတော့ဟိုဗီဒီယိုရရင်အကုန်လုံးသင်ရှားမြင်ရအောင်ကျွန်မဒီမိဘူးရဲ့ဘောဝင်လေးနဲ့သင်ရှားလေးဆွဲပြပေးထားတာပါပြီးတော့ကျွန်တော်တို့ဒါမိဘူးထိုင်လုံးဝပြတ်သွားပြီဘာမှမရှိတော့ဘူးပေါ့နော်ကိုကအဲ့လိုဘောပင်ဟိုကမလွယ်ကူမရှိဘူးဆိုရင်ခဲတံနဲ့ကိုမြင်ရလောက်တဲ့အနေထားလေးဆွဲလိုက်ရင်ရပါပြီရှင်ဒါကတော့ကျမတို့ဝါကိုလေးပါဝါကိုလေးကိုရှာပြလေးအကြီးရောအသေးဘက်ကောတက်ပြပေးထားတာပါဒါလေးကတော့အကြီးဘက်ပေါ့နော်အကြီးဘက်ဆိုလည်းဒီလိုတက်တက်ရရလေးထွက်လာမယ်အသေးဘက်ဆိုလည်းဒီဒိတ်ဘက်ဆိုလည်းဒီလိုမျိုးတက်တက်ရရလေးထွက်လာမယ်ပေါ့နော်ဒီလိုမျိုးလေးပါရှင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်